ပြောသေးရဘာကြောင့်ကွေးနေရတာလဲမပြောသေးကိုကြည့်လိုက်လို့ရှင်တလုံးချင်းစီကကွေးနေတယ်ဆိုတာအားလုံးတတိထားမိကြမယ်လို့ထင်ပါတယ်ဒါကတော့မတော်တဆမဟုတ်ပါဘူးအကြောင်းရင်းကတော့မပြောသေးလေးတွေကနေထွက်ရဘက်ကိုဥတီပြီးကြီးထွားလို့ပါပဲသိပ္ပံအဆိုအရဒါကို phototropism လို့ခေါ်ပါတယ် phototropism ဆိုတာကအပင်လေးတွေကအလင်းရောင်ရှိတဲ့ဘက်ကိုဥတီပြီးကြီးထွားရတဲ့သဘာဝအလက်ကျက်လေးတစ်ခုပါပဲမပြောသေးတွေကအစမှာတော့အောက်ဘက်ကိုချောချောမောမောကြီးထွားလာကြပါတယ်ဒါမှကြီးထွားလာရင်လည်းနေအောင်ယူဖို့ရှာဖွေဖို့ပေါ်ဘက်ကိုတဖြည်းဖြည်းလေးကွေးထွားရတာပါအဲ့ဒီလိုအပေါ်ဘက်ကိုဥတီသွားတဲ့အခါမှာတော့ငပြောသေးလေးတွေကကွေးသွားတဲ့ပုံစံကိုရရှိလာပါတယ်နောက်ထပ်စိတ်ဝင်စားရကောင်းတာတော့ငပြောသေးလေးတွေကတလုံးချင်းစီမဟုတ်ဘဲနဲ့အောက်စုလိုက်တစ်ဖက်တည်းကိုဘာလို့ကွေးသွားရတာလဲနေအောင်ယူဖို့အများဆုံးရရှိဖို့တဘာဝကပြုလုပ်ပေးထားတဲ့အလွန်စမတ်ကြတဲ့နည်းလမ်းလေးတစ်ခုပါပဲအဲ့ဒါကြောင့်နောက်တစ်ခါငပြောသေးကိုတွေ့ရင်ဒီလိုကွေးနေတဲ့ပုံစံကတဘာဝရဲ့နေကိုလိုက်ရှာတဲ့လမ်းကြောင်းလေးတစ်ခုဆိုတာတတိထားမိလိုက်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်